America နိုင်ငံရဲ့ကစီနိုမြို့တော် Las Vegas မြို့မှာရှိတဲ့ Sphere ကိုမြင်မှုတဲ့လူတိုင်းတစ်ချက်ကြည့်ရနဲ့မျက်စိမခွာနိုင်တော့ဘူးလို့ပြောကြပါရယ်Las Vegas မြို့ရဲ့အလင်းရောင်တောက်ပမှုကြားမှာထင်ထင်ရှားရှားဒီအလုံးပုံအဆောက်အဦကြီးဟာ2023ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီးကမ္ဘာပေါ်မှာအကြီးဆုံး LED အလုံးပုံတန်အဆောက်အဦဖြစ်လူသိများလာခဲ့ပါတယ်။အပြင်ဘက်ကိုဖုံးထားတဲ့ LED မျက်နှာပြင်ကြီးကတော့ဒီဇိုင်းတွေအမြဲပြောင်းပြီးတော့တစ်ခါတလေကြာရင်လည်းကမ္ဘာလုံးပုံဖြစ်လိုက်မျက်လုံးပုံဖြစ်လိုက်နဲ့အံ့ဩဖို့ကောင်းတာတစ်ခုကတော့ဒီ Sphere အလုံးကြီးကအကျယ်ဝန်း9,800 square feet ရှိရယ်ပြသနိုင်တဲ့အယောင်ပေါင်း256တန်းရှိပါတယ်။ပြီးတော့ဒီ LED screen ပေါ်မှာမီးသေးလေးတွေအလုံးပေါင်း1.2တန်းရှိတယ်။ဒီမီးတွေဘယ်လောက်များလဲဆိုတော့ဒီဗီဒီယိုထဲကလို့အဝေးကနေရက်နေအောင်မှအပူဟတ်တယ်။ပြီးတော့သူက 3D အလုံးကြီးဖြစ်နေတော့အသက်လည်းဝင်တယ်လူတွေကိုလည်းစိတ်ဝင်စားစေပါတယ်။ကြော်ညာစရိတ်ကိုကြည့်လိုက်ရင်တော့အရန်ဈေးကြီးပါတယ်။ Sphere ရဲ့မျက်နှာပြင်မှာတရက်ထဲကြော်ညာပြသဖို့ဆိုရင် American dollar 4သိန်းခွဲကနေ6သိန်းထိကျပါတယ်။အပြည့်စုံ marketing campaign တစ်ခုကိုလုပ်မယ်ဆိုရင်တော့ဒေါ်လာ1 သန်းကနေ5 သန်းထိရှိပါတယ်။ဒီလိုကုန်ကျစရိတ်မြင့်မားတာကြောင့်လည်းကမ္ဘာကျော်ကုမ္ပဏီတွေရတာဒီနေရာမှာကြော်ညာလေးရှိပါတယ်။ဥပမာဆိုရင် Pepsi, Google, NBA စားတဲ့ brand တွေဟာ Sphere ပေါ်မှာကြော်ညာတင်ခဲ့ပြီးလူမှုကွန်ရက်ပေါ်မှာလည်းအလွန်လင်းမြန်စွာပြန့်နှံ့သွားခဲ့ပါတယ်။ဒီ Sphere အလုံးကြီးထဲမှာကတော့music တို့ entertainment တို့ကျင်းပလို့ရတဲ့ venue hall ကြီးပါဒီအထက်က screen ကတော့ပတ်လဲ360 degree မျက်နှာပြင်ရှိရယ်အရန်မြင့်မာသောရုပ်ပုံအရည်သွေးဖြင့်ရုပ်ရှင်မြင်ကွင်းများကိုတကယ်အတိုင်းပြသပေးနိုင်ပြီးထိုင်ကုန်လှုပ်ရှားမှုလေတိုက်လှုပ်ခန်းစားရမှုအပူချိန်ပြောင်းလဲမှုများနဲ့အနက်များကိုပါထည့်သွင်းထားတာကြောင့်ကြည့်ရှုသူသည်ကြည့်နေခြင်းသာမကဘဲနဲ့ရုပ်ရှင်ထဲကနေရာကိုတကယ်ရောက်သွားလို့ခံစားရပါတယ်ပြီးတော့သူ့ရဲ့အတန်စနစ်ကနည်းပညာနဲ့ပြုလုပ်ထားတာကြောင့်မိမိရှေ့မှာထွက်လာလို့တိကျရှင်းလင်းစွာကြားနိုင်ပါတယ်ဒီအထက်က screen ရဲ့ resolution ကတော့ 16K လောက်ရှိပြီးတာမန်နေ့စဉ်မြတွေ့နေရတဲ့ screen တွေထက်16ဆလောက်ပိုရှင်းပါတယ်ဒီ venue ထဲမှာလူပေါင်း2000ကျော်လောက်ဆန့်တယ်။နောက်တစ်ခုပြောဖို့မေ့သွားတာကတော့ Sphere ကိုတိစောက်ရန်စုစုပေါင်း American dollar 2.3 ဘီလီယံခန့်ကုန်ကျခဲ့ပါတယ်။ Sphere ရဲ့အထဲကိုရောက်လာတာနဲ့ AI စက်ရုပ်များကြိုဆိုပေးတဲ့အတွေ့အကြုံကထူးခြားပါပဲ။ဒီစက်ရုပ်တွေကတော့မျက်နှာအမူအရာလက်ဟန်ခြေဟန်တွေနဲ့စကားပြောနိုင်ပြီးဧည့်သည်တွေကိုလမ်းညွှန်ခြင်းမေးခွန်းတွေဖြေခြင်းနေရာအကြောင်းရှင်းပြခြင်းတို့ကိုလှုပ်ဆောင်နိုင်ပါတယ်။ဒီ Las Vegas ရဲ့ Sphere ဟာနည်းပညာဖျော်ဖြေရေးနဲ့ marketing ကိုတနေရာထဲမှာပေါင်းစပ်ထားတဲ့အနာဂတ်မီဒီယာတစ်ခုဖြစ်ပါတယ်။ကြော်ညာအောင်တောင်ဖျော်ဖြေရေးအဖြစ်ပြောင်းလဲပေးနိုင်တဲ့အင်အားရှိတာကြောင့်ဒီနေရာဟာ Las Vegas ရဲ့အထင်ကရတစ်ခုဖြစ်လာပြီးတနေ့နေ့မှာကိုယ်တိုင်သွားရောက်ကြည့်ရှုမယ်ဆိုရင်မမေ့နိုင်တဲ့အတွေ့အကြုံတစ်ခုရရှိမှသိကြပါတယ်။အားလုံးရောအခုဗီဒီယိုလေးကိုဘယ်လိုမြင်ပါလဲရှင်။